ဒီတစ်ခါမှာတော့တညာတဲ့ပျောက်ကွယ်သွားသောကြေးရွာတရေပုံပြင်လေးပြောပြပေးပါမယ်ဒီကြေးရွာကိုရွှေတောင်ကြေးရွာလို့ခေါ်ကြပြီးလေယာစိုက်ပျိုးရေးနဲ့ငါးဖမ်းလုပ်ငန်းတွေကိုအဓိကလုပ်ကိုင်ကြတယ်ရွာသားတွေဟာတာယာငင်းချမ်းပြီးဗုဒ္ဓဘာသာကိုအလွန်ကိုင်းဆိုင်ကြတယ်ဒါပေမဲ့ရွာရဲ့အနောက်ဘက်မှာတစ်ပင်ကြီးတစ်ပင်ရှိတယ်အဲ့ဒီတစ်ပင်ကိုရွာသားတွေကတရေပင်ကြီးလို့ခေါ်ကြတယ်ဘာလို့လဲဆိုတော့အဲ့ဒီတစ်ပင်အောက်မှာညဘက်ဆိုကလေးငိုတန်တွေအမျိုးသမီးတွေရဲ့ရွေဝေးတန်တွေကြားရလိမ့်ရှိလို့ပါရွာထဲကလူကြီးတွေကဒီတစ်ပင်နဲ့ပတ်သက်ပြီးဒီတစ်ပင်ဟာနတ်ကွန်းဟောင်းတစ်ခုရဲ့အကျွင်းကြံဖြစ်တယ်ညဘက်မှာမနေရလို့တတိပေးထားတယ်ဒါပေမဲ့ရွာထဲကလူငယ်တချို့ကဒီတစ်ပင်အောက်မှာလှည့်ပြီးစကားပြောရင်းပြောနေကြတယ်တညမှာရွာထဲကလူငယ်တစုဟာတရေပင်ကြီးအောက်မှာမီးပုံဖိုးပြီးစားတောက်နေကြတယ်ညနေတန်းခေါင်ရံအချိန်မှာတစ်ပင်ကနေအတန်တစ်ခုထွက်လာတယ်ဒီရွာကိုငါ့အတွက်ပေးပါလူငယ်တွေလန့်ပြီးအိမ်တွေကိုပြန်ပြေးသွားကြတယ်ဒါပေမဲ့နောက်နေ့မနက်မှာရွာတစ်ရွာလုံးတိတ်ဆိတ်နေတယ်အိမ်တိုင်းကအဝတ်အစားတွေထမင်းအိုးတွေမီးဖိုတွေကငကိုအတိုင်းရှိနေပေမဲ့လူတယောက်မှမတွေ့ရတော့ဘူးဘုန်းကြီးကျောင်းကတန်ဃာတော်တွေပါပျောက်နေတယ်နောက်ရက်တွေမှာအနီးအနားကကြေးရွာတွေကလူတွေဟာရွှေတောင်ကြေးရွာကိုလာကြည့်ကြတယ်ဒါပေမဲ့ရွာထဲကိုဝင်တဲ့သူတိုင်းအပြင်ကိုပြန်မထွက်လာနိုင်ကြဘူးညဘက်ဆိုတရေပင်ကြီးအောက်ကအတန်တွေပူကျလာတယ်တခါတလေရွာထဲကမီးအိမ်တွေကိုညဘက်မှာမြင်ရတယ်ဒါပေမဲ့လူတန်တစ်ခုမှမကြားရဘူးနှစ်ပေါင်းများစွာကြာတဲ့အခါရွှေတောင်ကြေးရွာဟာတောထဲမှာပျောက်ကွယ်သွားပြီးအခုချိန်မှာဒီဖြစ်ရပ်ကိုတိတ်မမိတဲ့သူနေသွားပါပြီဒါပေမဲ့တရေပင်ကြီးရှိတဲ့နေရာကိုညဘက်သွားရင်ရွာသားတွေရဲ့တန်လျာဖြစ်ဖွယ်အတန်တွေကြားရနိုင်သေးတယ်လို့ဒေသခံတွေကပြောကြပါတယ်